ဘိုကလေးမြို့သည်အေယာဝတီတိုင်းဖျာပုံခရိုင်တွင်ရှိဘိုကလေးမြို့နယ်၏ရုံးဆိုင်မြို့ဖြစ်ပြီးခုံမြင့်တန်းမြစ်နှင့်ကြိုက်ပိမြစ်ဆုံရာခုံမြင့်တန်းမြစ်၏လက်ဝဲဘက်ကမ်းတွင်တည်ရှိသည့်မြစ်အကွေ့တွင်တည်ရှိသောကြောင့်မြစ်ကိုနှစ်ဖက်မျက်နှာပြုထားပြီးပင်လယ်မှ43မိုင်ခန့်ကွာဝေးသည့်ဖျာပုံခရိုင်တွင်လူဦးရေအများဆုံးနှင့်အယောင်ဝယ်အစည်းကားဆုံးမြို့ဖြစ်သည်မြို့ဖြစ်ပေါ်လာပုံဘိုကလေးဟုခေါ်တွင်ခြင်းမှာလွန်ခဲ့သောနှစ်ပေါင်း60-80ခန့်ကမြို့၏တစ်ဖက်ကမ်းတွင်တာပေါင်းရွာကြီးရှိခဲ့ပြီးဘိုကလေးဘက်ချမ်းသည်စင်နေကြအောင်သောတောကြီးသာဖြစ်သည်ထိုစဉ်ကအင်္ဂလိပ်ကပြမူဆိုးတဦးသည်နတ်ချောင်းဝတွင်ဗိုလ်ရဲတထံအင်္ဂလိပ်ဆောက်၍နေထိုင်ရာထိုအစုအဝေးကိုထိုမှုဆိုးကိုအစွဲပြု၍ဘိုကလေးစုဟုခေါ်တွင်ခဲ့သည်တစ်ခုတ်ထင်းခုတ်လာသူများလုံခြုံရေးအတွက်ဤအစု၌ခိုလုံရာမှလူသိများလာပြီးတဖြည်းဖြည်းရွာထိုနောက်မြို့ဖြစ်တိုးတက်လာခဲ့ခြင်းဖြစ်သည်ပထဝီဝင်နှင့်ထွက်ကုန်များဘိုကလေးမြို့နယ်သည်အေယာဝတီမြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီးမြေနှိပ်မြေပြန့်များမြစ်ချောင်းပေါ်များသောဒေသဖြစ်သည်ခုံညင်းတန်းမြစ်နှင့်ကြိုက်ပိမြစ်တို့ပေါင်းစုံပြီးနောက်တောင်ဘက်သို့စီးဆင်းရာတွင်ဘိုကလေးမြစ်ဟုခေါ်တွင်ပြီးဘင်္ဂလားပင်လယ်အော်သို့စီးဝင်သည်ထိုမြစ်သည်ရေငန်ပိုင်း၌ထင်ရှားသောဥရှင်ကြီးနှင့်သက်ဆိုင်သည့်ကျွန်းမြို့ကြီးမိမလကျွန်းဆက်ကျွန်းစသည့်စိမ့်ဆိုသားရသောကျွန်းများကိုဖြတ်တန်းသွားသည်မြို့နယ်၏ထက်ဝက်ကျော်သည်ထင်းတော်များဖြစ်ပြီးကနဆိုကြက်လန်ကန့်ပလာမြင်းကဖြူလမှုစသည့်ထင်းတော်များပေါက်ရောက်သည့်ထို့ကြောင့်ထင်းသည်ဘိုကလေးမြို့နယ်၏အဓိကထွက်ကုန်ဖြစ်ပြီးအေယာဝတီမြို့ဝကျွန်းပေါ်ဒေသတစ်ခုလုံး၌သုံးသောထင်းအများစုမှာဘိုကလေးမြို့နယ်မှဖြစ်သည်မိသွေးလည်းဖုတ်၍တင်ပို့ရောင်းချပြီးရန်ကုန်တွင်ဘိုကလေးမိသွေးမှာလူသိများသည်ကနဆိုတစ်များကိုလည်းအိမ်သုံးကျောင်းဆောက်တဲ့အဖြစ်တစ်ဆက်15ဆက်ဖြင့်ခွဲစိတ်တင်ပို့ရောင်းချသည်အခြားရေးပါသောထွက်ကုန်မှာစံစပါးဖြစ်ပြီးမြို့နယ်အတွင်းစံဆက်20တလုံးကျော်ခန့်ရှိသည်အေယာရွာအမာရွာကဒုံကနီရွာကြီးများမှငါးပိငါးချောက်ငံပြားရေးစသောပင်လယ်ထွက်ကုန်များကိုအကြီးအကျယ်လုပ်ကိုင်ကြသည်ကိုင်းတောင်တောင်ကဒုံစသောပင်လယ်ကမ်းရိုးတန်းရှိတဲတောင်များမှလက်ဦးများကိုလည်းများစွာရရှိသည်လူဦးရေနှင့်တွာလာရေးဘိုကလေးမြို့နယ်၏အကျယ်ဝန်းသည်1088စတုရန်မိုင်ရှိပြီးဖျာပုံခရိုင်အတွင်းအကျယ်ဆုံးမြို့နယ်ဖြစ်သည်သူကြီးတပိုင်းကျေးရွာပေါင်း86ရွာပါဝင်ပြီးမြို့နယ်တစ်ခုလုံး၏လူဦးရေမှာ130-185ဦး1956ခန့်မှန်းဖြစ်သည်မြို့ပေါ်လူဦးရေမှာ23-212ဦး1953တကောင်စည်ရင်ဖြစ်သည်မြို့ပေါ်နှင့်မြို့နယ်အတွင်းနေထိုင်သူများအနက်ဗုဒ္ဓဘာသာမြန်မာလူမျိုးအများဆုံးဖြစ်ပြီးကရင်တရုတ်နှင့်အိန္ဒိယလူမျိုးများလည်းရှိသည်ပူအိုက်ဆူဆွသောရာသီဥတုရှိပြီးမိုးရာသီတွင်မိုးများသည်မြစ်ချောင်းပေါ်များသောကြောင့်မြို့နယ်အတွင်းနှင့်အပသို့ရေလန်းခီးဖြင့်တွာလာကူတန်းကြသည်ရန်ကုန်မော်လမြိုင်ကျွန်းမြောင်းမြခရိုင်တွာပရတဖအဖွဲ့ပိုင်းတင်မောများသည်ဘိုကလေးမြို့နှင့်မြင်းကကုန်းရွာကြီးကိုဖျက်ဆီးသွားပြီးကြိုက်လက်မြို့၌ရနာသည့်ဖျာပုံမြို့နှင့်ဘိုကလေးမြို့သို့ရက်ချပြေးဆွဲသောပရတဖတင်မောများနှင့်ပုဂ္ဂလိကပိုင်းတင်မောများလည်းရှိသည်မြို့ပြအုပ်ချုပ်ရေးနှင့်အထင်ကရနေရာများဘိုကလေးမြို့သည်ဗြိတိရှခေတ်တစ်လျှောက်လုံးဒီစာတိတ်ကောင်စီအုပ်ချုပ်ရေးဖြင့်သာရှိနေခဲ့ရာ1959ခုနှစ်ဒီဇင်ဘာလ4ရက်နေ့မှစ၍မြူနီစီပယ်အုပ်ချုပ်ရေးသို့ပြောင်းလဲခဲ့သည်မြို့တွင်အထက်ပိုင်းနှင့်အောက်ပိုင်းဟု၍ရက်ကွက်ခွဲခြားထားသည်မြို့ပေါ်၌မြို့ပိုင်ရုံးတမဝါရမယုံအစိုးရတန်းမြင့်ကျောင်းအလဲတန်းကျောင်းစေယုံရဲဌာနစသောအစိုးရအဆောက်အအုံများရှိသည်အထင်ကရအဆောက်အအုံများမှာတာတနိကအဆောက်အအုံများဖြစ်ကြသည်ရင်းတို့မှာစေတီ3ထပ်ငုံ၍တည်ထားသောအောင်စကြစေတီမြို့လယ်ဖျားတဆောင်ကြီးအင်္ဂလိပ်ခေတ်ကပင်ငွေ3သိန်းခန့်အကုန်ကြခံကဆောက်လုပ်ထားသောစံကျောင်းခေါ်စာတင်တိုက်ကျောင်းကြီးနှင့်ဒွါရကျောင်းကန့်ဦးကျောင်းမိထီလာကျောင်းဟူ၍ကျောင်းကြီး၄ကျောင်းအပြင်ကျောင်းငယ်ပေါင်း40ကျော်ခန့်ရှိသည်မြို့ပြင်အဆက်တွင်1950ခုနှစ်ကတူးဖော်ခဲ့သောအလျား1360ပေအနံ630ပေရှိမဟာတိဘဝဲကန်တော်ကြီးသည်နွေရာသီတွင်ရေရှားပါမှုအခက်အခဲကိုဖြေရှင်းပေးသောဘိုကလေးမျိုး၏ကျက်တရေဆောင်ကန်ကြီးလည်းဖြစ်သည်အထင်ကရပုဂ္ဂိုလ်များဘိုကလေးတစ်အောင်မြမရုပ်ရှင်တသက်တာထူးချွန်စုရရုပ်ရှင်ဒါရိုက်တာဂီတစာဆိုစညွှန်းရေးဆရာဂီတလူလင်မောင်ကိုဂီတစာဆို